ယထာကြီးဟာလမ်းမှာလဲကျနေတဲ့ယထာတွဲတွေကြောင့်ရှေ့ဆက်မရတော့ပဲရက်လိုက်ရပါတယ်။ယထာမောင်သမားကကျွန်တော်တခြားဆက်ကောင်းတစ်ခုသွားရှာမယ်အားလုံးဒီမှာပဲစောင့်နေကြလို့အော်ပြောပြီးဆင်းသွားခဲ့တယ်။ဦးမင်းမင်းဟာသမီးလေးနဲ့မနှင်းကိုခေါ်ပြီးယထာဘော်ကနေဆင်းခဲ့ကြတယ်။ဒီအချိန်မှာဖုတ်ကောင်တွေဟာယထာမှန်တွေကိုခွဲပြီးအပြင်ကိုအုပ်စုလိုက်ထွက်လာကြတာကြောင့်ယထာဝင်းကြီးတစ်ခုလုံးဟာငရဲကန်းတစ်ခုလိုဖြစ်သွားပါပြီ။ကောင်းကင်မှာလည်းမိခိုးတွေနဲ့ပြည့်နေပြီးပတ်ဝန်းကျင်ကတကယ်ကိုပျက်စီးနေပါတယ်။ဦးဘတင်ကတော့သူ့အသက်ရှင်ဖို့အတွက်ယထာဝန်ထမ်းတွေနဲ့ចောင်းသားလေးတွေကိုဖုတ်ကောင်တွေထဲတွန်းပို့ပြီးတပ်ပစ်ခဲ့ပါတယ်။ဦးမင်းမင်းတို့ဟာလဲကျနေတဲ့ယထာရွက်ကြီးတစ်ခုရဲ့အောက်မှာပိတ်မိနေချိန်မှာဖုတ်ကောင်တွေကအပေါ်ကနေတဒုံဒုံနဲ့ခုန်ချလာကြပါတယ်။ဦးမင်းမင်းဟာအသက်ဆုံးပြီးသမီးလေးနဲ့မနှင်းကိုအပေါက်ထဲကနေအရင်ထွက်ခိုင်းခဲ့ရတယ်။စုအဖေလက်ကိုကင်မနှင်းမြန်ထွက်လို့အော်ရင်သူတို့နှစ်ယောက်ကိုအရင်ကယ်ခဲ့ပါတယ်။ယထာမောင်သမားကစက်ကောင်းအစ်စ်ကိုရှာတွေ့ပြီးမောင်းလာချိန်မှာဦးဘတင်ကအရင်ဆုံးပြေးတက်သွားပါတယ်။ဒါပေမဲ့ယထာမောင်သမားကဦးဘတင်ကိုကူညီဖို့စူးစမ်းချိန်မှာဦးဘတင်ကသူ့ကိုပါဖုတ်ကောင်တွေထဲတွန်းချခဲ့လို့ယထာမောင်သမားတည်ဆုံသွားခဲ့ရတယ်။နောက်ဆုံးမှာဦးမင်းမင်းတို့ဟာတရွေ့ရွေ့မောင်းထွက်နေတဲ့စက်ကောင်းပေါ်ကိုအသေးအတန်ပြေးတက်နိုင်ခဲ့ကြပါတယ်။ဦးမင်းမင်းဟာယထာနောက်ပိုင်းကနေတွဲလောင်းခိုလိုက်လာတဲ့ဖုတ်ကောင်တာစင်ပေါင်းများစွာကိုအသက်လူပြီးကန်ချခဲ့ရပါသေးတယ်။ယထာကြီးကတော့ပြည့်စင်မျိုးစီကိုဦးတည်ပြီးတရှိန်ထိုးမောင်းထွက်လာပါတော့တယ်။